ဒီနေ့ကျွန်တော်တို့ကုသိုလ်စိတ်မှာနော်ကုသိုလ်စိတ်မှာနေထိုင်ခြင်းအကြောင်းကိုကျွန်တော်နည်းနည်းလေးဆွေးနွေးတင်ပြပါမယ်ကျွန်တော်နေထိုင်တဲ့ပုံစံပေါ့နော်ကျွန်တော်ကဒီပုံစံမျိုးနဲ့နေထိုင်လာတာနှစ်တည်းတော်ကြာခဲ့ပါပြီလူတွေလည်းကျွန်တော်တို့နေထိုင်ပြီးတော့ကျွန်တော်တို့စိတ်ငြိမ်းချမ်းတာပေါ့နော်ကျွန်တော်နည်းနည်းလေးကျွန်တော်ရဲ့နေထိုင်နည်းလေးကိုကျွန်တော်တင်ပြပါမယ်အဲ့တော့ကျွန်တော်တို့တွေနော်လူတွေမှာကျွန်တော်တို့လောကမှာကုသိုလ်စိတ်အကုသိုလ်စိတ်ဆိုပြီးရှိတာပေါ့လေဒါလောကီလောကုတ္တရာတွေလိုလည်းပြောလို့ရတာပေါ့လေနော်အဲ့တော့ကျွန်တော်တို့ကလူတွေကနော်မိမိရဲ့စာဝင်တွေနော်ဘဝရုန်းကန်မှုတွေနဲ့ကျွန်တော်တို့နော်ရုန်းကန်လှုပ်ရှားကြတဲ့လူတွေမှာကုသိုလ်စိတ်မှာနေထိုင်မှုဆိုတာမလွယ်တော့ဘူးပေါ့နော်ဒီတနေ့မှာတနေ့ကိုတကယ်ကျွန်တော်တို့လည်းမလွယ်ပါဘူးเนาะမလွယ်ပါဘူးဘဝဆိုတာဒီလောကရန်ဂျာထဲမှာကျွန်တော်တို့ရုန်းကန်ရတာအဲ့တော့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့မိုးလင်းလင်းချင်းပေါ့နော်အေးအားနိုးလာတဲ့မိုးလင်းတာနဲ့ငါဒီအချိန်ကနေပြီးတော့ဒီအချိန်ထိပေါ့နော်နိုင်ဝဲရတနာရဲရပေါ့နော်ဒီချိန်ထိတော့ငါကုသိုလ်စိတ်မှာနေမယ်လို့ကျွန်တော်ဆုံးဖြတ်ပြီးတော့เนาะဒီစိတ်ဆုံးဖြတ်ချက်ချပြီးတော့နေဖို့ကျွန်တော်တို့ကစူးစမ်းရတာပေါ့နော်တို့တော့အဲ့မှာအဲ့လိုနေတဲ့နေရာမှာကျွန်တော်တို့ကပြောမှဆိုရင်နော်နေနီးပေါ့နောက်တစ်ခါဘယ်လိုပြောဆိုတော့ကျွန်တော်တို့ကဘယ်လိုနေရမလဲဆိုတာပေါ့နော်အဲ့ဒါကခုနဘယ်လိုနေရမလဲဆိုတဲ့အမြင်တွေပေါ့နော်အသိတွေပေါ့နော်ပြောမြင်တော့ဓမ္မနော်ဉာဏ်ပညာတွေပေါ့နော်ဒါတွေတော့လိုတာပေါ့နော်ဓမ္မပူထိရောက်ဆိုတာနေနိုင်မှာပေါ့နော်လို့ဆိုရင်တော့မလွယ်ဘူးကျွန်တော်တို့ကကုသိုလ်စိတ်မှနေအကုသိုလ်တွေကဝင်လာလိုက်တရားထိုင်နေအကုသိုလ်တွေကဝင်လာလိုက်ဒါတွေကဖြစ်မှာပေါ့နော်အဲ့တော့ကုသိုလ်စိတ်ကိုမှနေထိုင်မှုအတွက်ကိုဘာလို့လဲဆိုတော့ကျွန်တော်တို့ကကုသိုလ်စိတ်မှနေထိုင်ဖို့ကုသိုလ်စိတ်ဆိုတာသိဖို့လိုမှာပေါ့နော်ဘာလဲကုသိုလ်စိတ်ဆိုတာဘာလဲဆိုတာသိဖို့လိုတာပေါ့နော်အဲ့တော့ကုသိုလ်စိတ်ကိုကျွန်တော်တို့အဓိပ္ပာယ်ဖွင့်ဆိုကြတဲ့အခါကျတော့ဒါ logic နည်းလည်းပါမှာပေါ့လေကုသိုလ်စိတ်ဆိုတာဘာလဲဆိုတော့ကုသိုလ်စိတ်ကိုကုသိုလ်စိတ်လို့ခေါ်တယ်ဒါနံပါတ်1နော်ပထမအချက်နောက်တစ်ချက်ကတော့ဘာလဲအကုသိုလ်စိတ်မဟုတ်တာမဟုတ်တဲ့နော်အကုသိုလ်စိတ်မဟုတ်တဲ့စိတ်ကိုကုသိုလ်စိတ်လို့ခေါ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ကုသိုလ်စိတ်ဆိုတာဘာတွေလဲဆိုတာသိဖို့လိုမယ်နောက်တစ်ခါအကုသိုလ်စိတ်ဆိုတာဘာတွေလဲဆိုတာကိုသိဖို့လိုမှာပေါ့နော်အဲ့လိုသိပြီးလို့ရှိရင်ကျွန်တော်တို့ကကုသိုလ်စိတ်ကိုနော်ကုသိုလ်စိတ်ဆိုတာဘာလဲလို့သိပြီးလို့ရှိရင်အဲ့ဒီကုသိုလ်စိတ်ကိုသိတဲ့နော်အချက်လက်တွေကိုကျွန်တော်တို့ဘာပဲလဲအကြောင်းအရာတွေကိုကျွန်တော်တို့ကအာရုံပြုမယ်ဒါတစ်ချက်နော်ဒုတိယနံပါတ်2အချက်ကတော့အကုသိုလ်စိတ်ဆိုတာဘာတွေလဲဆိုတာကျွန်တော်တို့နော်သိအောင်ရှင်းကျင်မယ်ကြိုးစားမယ်ပြီးလို့ရှိရင်အကုသိုလ်စိတ်တွေနဲ့နော်စန့်ကျင်ဘက်မှာကျွန်တော်တို့ကဘာပဲလဲနေမယ်နေနိုင်အောင်ကျွန်တော်တို့ကြိုးစားမယ်အဲ့ဒါဒီကုသိုလ်စိတ်မှာနေထိုင်ခြင်းဆိုတဲ့ဒါအခြေခံချက်ပဲပေါ့နော်အခြေခံအဲ့တော့ကုသိုလ်စိတ်မှာဆိုတာဘာတွေလဲလို့ပြောမှဆိုရင်ကျွန်တော်တို့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ကျွန်တော်တို့နော်လက်ပြမစိုးတရားတွေနော်ဒါတွေပေါများနေတာကုသိုလ်စိတ်ပဲနော်ဒါတွေကိုရောက်ရှိနေတာကုသိုလ်စိတ်ပဲနောက်တစ်ခါကျွန်တော်တို့အသိခံခြင်းခွင့်လွှတ်ခြင်းစွန့်လွှတ်ခြင်းရောင်ရဲခြင်းအနစ်နာခံခြင်းပေါ့နော်ရောင်ရဲခြင်းပေါ့နော်အဲ့တော့ဒီလိုဟာတွေကြတော့ကျွန်တော်တို့ကဘာဖြစ်လဲကျွန်တော်တို့ဒါတွေကလည်းကျွန်တော်တို့ကဘာဖြစ်လဲကုသိုလ်စိတ်ပဲနော်ခုနပြောမယ်ဆိုကုသိုလ်စိတ်မှာမေတ္တာကရုဏာမုဒိတာဥပေက္ခတိခံခွင့်လွှတ်နောက်စွန့်လွှတ်ရောင်ရဲတာတွေကကျွန်တော်တို့ကုသိုလ်စိတ်တွေပေါ့နော်အဲ့တော့အကုသိုလ်စိတ်ကြပါလဲဆိုတော့ကျွန်တော်တို့ကကိလေသာတွေပေါ့ဗုဒ္ဓဘာသာမှာဆိုကိလေသာ10ပါပေါ့နော်လောဘဒေါသမောဟနော်မာနဒိဋ္ဌိဝစီကိစ္စထိနာမိတ်တဥဒိစ္စအဟိကနောတ္တပဆိုတဲ့ကျွန်တော်တို့ကဒါကိလေသာ10ပါလို့ပြောတာပေါ့လေနော်ဒါတွေဒါမကလည်းကျွန်တော်တို့စေတသိက်အနေနဲ့လည်းရှိသေးတာပေါ့လေကြံသေးတာပေါ့စေတသိက်ကတော့ခုနကပါလေကကုသတို့ဥဒိစ္စတို့ပေါ့ဒါလည်းရှိတာပေါ့ထားပါတော့အဲ့တော့ကျွန်တော်တို့ကနော်အကုသိုလ်နော်စိတ်ဆိုတာဘာလဲဆိုတော့ခုနကိလေသာတွေကိုအကုသိုလ်စိတ်လို့ခေါ်တာပေါ့နော်ဒါပေမဲ့ဒီဟာတွေနဲ့ပြီးမလားဆိုတော့မပြီးဘူးနော်မပြီးဘူးဆိုတော့ကိလေသာတစ်ခုတည်းကိုနားလဲယုံနဲ့နှလုံးသွင်းယုံနဲ့ကျွန်တော်တို့ကဒီကိလေသာတွေကပတ်တော်တဲ့ဟောတစ်ခုပေါ့ဒီရတစ်ခုအကြောင်းလိုက်ဖမ်းခတ်တယ်ပေါ့နော်အဲ့တော့ကိလေသာရဲ့အရင်းမြစ်ကပါလဲဆိုတော့ဒိဋ္ဌိပေါ့နော်ဒိဋ္ဌိတတဝအတိုင်းမှာရှိတယ်ရှင်တန်လူစိတ်ကဒိဋ္ဌိပဲနော်လူလိမ့်ဆန်မိပြီးမှာဆိုရှိတယ်နော်အဲ့ဒီဒိဋ္ဌိစိတ်အသက်ရှင်တန်လူတဲ့စိတ်အသက်ရှင်နေသမျှရှိနေတဲ့ဒိဋ္ဌိစိတ်ပေါ့နော်ရှင်ကျင်တာနော်လူတဲ့နော်တေးခြင်းတဲ့ဆိုရင်စိတ်ယောဂဖြစ်လို့ဒိဋ္ဌိရမရှိဘူးပေါ့နော်လူတိုင်းကမှာပဲလေရှင်ကျင်နေတယ်ရှင်ကျင်နေရမယ်တတဝတိုင်းအသက်ပင်အောင်မှာပါပဲလေကျွန်တော်တို့ကပဲလေသူအသက်ရှင်ရှင်တန်ခြင်းနဲ့စိတ်ရှိတယ်ဒါကကျွန်တော်တို့ကနော်ဒီဒိဋ္ဌိရဲ့သဘောတရားပေါ့နော်ဒိဋ္ဌိကိုသိရမယ်
ကိလေသာတွေကျွန်တော်တို့ဒိဋ္ဌိကနေပြီးတော့မွေးဖွားလိုက်တဲ့ကိလေသာတွေသိရမယ်ဒိဋ္ဌိကနေမွေးဖွားလိုက်တဲ့အဝိဇ္ဇာတွေအဲ့တော့ကျွန်တော်တို့ဒိဋ္ဌိကိလေသာအဝိဇ္ဇာနောက်ပြီးခုနကကျွန်တော်ပြောတဲ့ဗုဒ္ဓဘာသာဆိုရင်ကျွန်တော်တို့ကပြည့်ညတ်တညာအစုဝေးပေါ့နော်ကျွန်တော်တို့ရဲ့အုံနောက်ဆိုတာတကယ်တော့ဗုဒ္ဓဘာသာမှာဟောတဲ့ခန္ဓာ၅ပါးပေါ့ခန္ဓာ၅ပါးဆိုတာကျွန်တော်တို့ရဲ့အုံနောက်အစုဝေးကြီးပဲနော်ယူပတ်ခန္ဓာကျွန်တော်တို့ကပဲလေဝေဒနာခန္ဓာကျွန်တော်တို့ကပဲလေတင်ညတ်ခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာဒါတွေကကျွန်တော်တို့ရဲ့အုံနောက်ခန္ဓာကိုယ်ပါတယ်အထက်ကအုံနောက်အစုဝေးကြီးပေါ့နော်ဒါကြီးအဲ့ဒီအုံနောက်အစုဝေးကြီးကိုလည်းကျွန်တော်တို့ကပဲလေဒါဒိဋ္ဌိကမွေးဖွားထားတာလို့ကျွန်တော်တို့ကမှတ်ယူရမယ်တကယ်လည်းဒါနောက်ပိုင်းကျွန်တော်ပြန်ရှင်းပြမယ်နော်ဟိုဒါအားလုံးဒိဋ္ဌိကပိုင်တယ်ကျွန်တော်ဒီခဏဒီလူလောကလည်းရောက်တဲ့လူသားတယောက်အကုန်လုံးဒိဋ္ဌိကတိမ့်ပိုက်ထားတာနော်ဒါလည်းဗုဒ္ဓဘာသာမှာကျွန်တော်တို့ဗါလဲကျွန်တော်တို့စိတ်စေတသိက်ရုပ်နိဗ္ဗာန်ပေါ့နော်ဗါလဲကျွန်တော်တို့ဟိုဆိုပြီးတို့နော်ဟိုပြောတာရှိတော့နော်ဟိုဒီဘက်လောကထဲမှာပဲကျွန်တော်တို့အရာအားလုံးကရှိနေတယ်ပေါ့နော်ပြီးစင်ញင်နှုံးတရားထဲမှာကျွန်တော်တို့ကနော်လွတ်မြောက်ရအောင်နော်နိဗ္ဗာန်ကိုကျွန်တော်တို့ကကုလို့ရတော့ကဲထားရတော့အတားတယ်နော်အဲ့တော့ကျွန်တော်တို့ကကုသိုလ်စိတ်မှနေတဲ့ခါကျတော့ကျွန်တော်တို့ခုနကကျွန်တော်ပြောလို့ပါပဲလေကုသိုလ်စိတ်ကိုကုသိုလ်စိတ်လို့သိမယ်အကုသိုလ်စိတ်ကိုအကုသိုလ်စိတ်လို့သိမယ်အဲ့တော့ကုသိုလ်စိတ်ကိုကျွန်တော်တို့ကပါပဲလေအာယုံပြုနေမယ်အကုသိုလ်စိတ်တွေဝင်လာရင်ကျွန်တော်တို့ဘာဖြစ်မလဲများသောအားဖြင့်ကျွန်တော်လက်ဒီလိုပဲအရင်အကုသိုလ်တွေပွင့်လိုက်မယ်အဲဒီအကုသိုလ်ဆိုလိုက်တိုက်တယ်တကယ်တိုက်လို့မရဘူးတိုက်ချာလည်းမလို့ဗုဒ္ဓရဲ့နည်းမှမတိုက်ဘူးမတိုက်ဘူးအကုသိုလ်ဆိုတာအကုသိုလ်စိတ်တွေဆိုတာတိုက်ဖို့မဟုတ်ဘူးနော်တိုက်တယ်ဆိုတာကအာဓမ္မပါလာမကောင်းတာပဲမကောင်းတာကငါမကောင်းဘူးဆိုပြီးလိုက်တိုက်နေတာအဲ့ဒါခုနကကျွန်တော်အာဓမ္မနည်းနဲ့ပြန်တိုက်တာမဟုတ်ဘူးနော်ဥပက္ခပြုတယ်ပေါ့နော်အဲ့လိုလုံနိုင်ဘူးကျွန်တော်တို့ကပါတယ်နေခွဲရတယ်ကိုယ်စိတ်ထဲမှာပဲနော်ကျွန်တော်နယ်လေးခွဲလိုက်ပါနော်ခုနဒီခုနအဲ့တော့နယ်ခွဲတဲ့အချိန်မှာခုနအာဓမ္မနဲ့ဓမ္မနဲ့ပေါ့နော်ကုသိုလ်နဲ့အကုသိုလ်နဲ့ပေါ့နော်သို့တော့အစောပိုင်းမှာနော်ကျွန်တော်လူတစ်ယောက်မှာမွေးလာတဲ့အကုသိုလ်တွေစုပြုံနေတယ်နော်အာဓမ္မနယ်ကြီးပဲလို့ပြောကြတယ်ဒိဋ္ဌိနယ်ကြီးသူပဲပြောကြတယ်အဲ့မှာဓမ္မနယ်ပဲကိုရဖို့နော်ကုသိုလ်နယ်ရဖို့ဆိုတာမလွယ်လှဘူးနော်ဒါတော်တော်ကြိုးစားရမယ်နော်ကြိုးစားရမယ်အမြင်ပေါ့ဒီအမြင်ကိုမြင်အောင်တော်တော်ကြိုးစားရမယ်သို့တော်လည်းကြိုးစားမလို့ရတော့ကိုခွဲစပြီးတော့ငါကုသိုလ်နယ်လေးမှနေမယ်ကုသိုလ်စိတ်ဆိုတာကုသိုလ်နယ်ဟိုတတ်မှတ်ပြီးလိုက်ကုသိုလ်စိတ်ကိုထားဖို့ကုသိုလ်နယ်ကိုတတ်မှတ်ပြီးဘယ်လောက်ပဲရမယ်ရတဲ့လောက်တိတ်တိတ်လေးပဲရမယ်တိတ်တိတ်လေးပဲတတ်မှတ်အဲ့ကနေတဖြည်းဖြည်းချက်ပြီပေါ့နော်ကုသိုလ်တတ်မှတ်ပေးရမယ်တတ်မှတ်ပြီးကျွန်တော်တို့ပါဖြစ်လေအဲ့ဒီမှာမေတ္တာကိုယ်စိတ်ထဲမှာနော်ကုသိုလ်နယ်ထဲမှာမေတ္တာပြုနာမုဒိတာတွေကျွန်တော်တို့ခုနပြောကုသိုလ်စိတ်တွေမွေးဖွားပြီးပွားများမယ်အကုသိုလ်တွေကိုရှိမှဖွင့်လာပြီဆိုရှင်လောဘဒေါသမောဟဒိဋ္ဌိတွေမြင်လာပြီဆိုရင်ကျွန်တော်ပါဖြစ်လေခုနကျွန်တော်ပြောတော့ပါဖြစ်လေဒီထဲကိုကျွန်တော်တို့ကဒီဥမာကျွန်တော်ပြောရမယ်ဆိုရင်ဟိုအကုသိုလ်မှန်သိတယ်ဆိုတော့အကုသိုလ်တွေမှာမျောပါသွားတာမဟုတ်ဘူးနော်အကုသိုလ်ကြည့်ပြီးတော့ပါပဲလေအကုသိုလ်အပြင်ဘက်ကိုရောက်သွားတာဒိဋ္ဌိကိုကြည့်ပြီးဒိဋ္ဌိပြင်တယ်ကိလေသာကိုကြည့်ကိလေသာခုနပြောတဲ့ကိုယ်နေတဲ့ကိုနော်ခုနဒါတတ်မှတ်ထားတဲ့နေတဲ့ကိုပြန်ရောက်တာပြန်ရောက်ပြီးအဲ့နေကနေပြန်ကြည့်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့တစ်ဖက်နေတဲ့ထဲမှာသူ့ဘာသူဖြစ်ပြနေတဲ့ဟာတွေကဒါဗုဒ္ဓမြင်မှလည်းဒီလိုပါပဲနော်ဆိုကြပါတော့တိရစ္ဆာန်ယုံနဲ့မှန်ကြီးကာတာတိရစ္ဆာန်ဟိုအထူးကာတာလည်းအခုဒီဘက်ခင်မီတိရစ္ဆာန်ယုံနဲ့မှာတိရစ္ဆာန်တွေပြေးလွှားနေတယ်ကိုတော့ဘာမှဒီပုံစံမျိုးပေါ့နော်ငါးကန်ကြီးတွေသွားကြည့်ငါးတွေကသူ့လှုပ်ရှားနေမယ်ကိုတော့ဘာဖြစ်လဲကိုနဲ့မဆိုင်ပေါ့နော်ဒီလိုနေလို့ရတယ်အဲ့တော့အပြိုင်ဖြစ်ခွင့်ပေးတယ်တစ်ဖက်ကပြန်ပြောတော့ကိလေသာတွေကျွန်တော်တို့လိုက်မတက်ဘူးအကြောင်းကောင်းမယ်လို့ကိလေသာတော့တက်လို့မရဘူးနော်တက်လို့မရဘူးအကြောင်းကြောင့်အကျိုးဖြစ်တာတော့လက်ခံတယ်အကြောင်းအကျိုးဝါဒကိုလက်ခံတယ်ဆိုကိလေသာဘယ်တော့မှမတက်ဘူးအကြောင်းကောင်းမယ်လို့တယ်နော်ကို့မှာကိုဒီမှန်ကန်တဲ့မှာကိုရဲ့မှန်တဲ့ဘက်ချမ်းမှာဖြစ်နေတယ်ကိုစိတ်ကတည်းကအဲ့ဒါလည်းမတက်ဘူးအကြောင်းကောင်းမယ်ကျွန်တော်တို့ပါပဲလေလှုပ်ဆောင်တယ်တဲ့နော်ဒါကကိုစိတ်တွေကနော်ကိလေသာတွေကိုကပါပဲလေအနိုင်ယူတဲ့နည်းပေါ့နော်ဟိုရှင်းတဲ့နည်းပေါ့နော်ဒါတစ်ပိုင်းပေါ့နောက်တစ်ပိုင်းကိုကျွန်တော်နောက်တော့ကျွန်တော်ဆက်ပြောပါမယ်နော်